ရိုနီနဲ့ပတ်သက်ရှိတဲ့လူသားသမီးတွေအတွက်တီးတန့်ဆောက်လုပ်ထားတဲ့ဇိမ်ခံအကျဉ်းတော်များ2010ခုနှစ်တုန်းကအင်ဒိုနီးရှားအကျဉ်းတော်တစ်ခုစီကိုရုပ်သံပွဲသားတွေမထင်မှတ်ပဲရောက်သွားခဲ့ပြီးသူတို့ရိုက်ကူးခဲ့တဲ့အရာတစ်ခုကြောင့်လူအများပြားဒေါသထွက်ခဲ့ရပြီးနိုင်ငံတကာအရှုပ်တော်ပုံတစ်ခုတောင်ဖြစ်သွားခဲ့ပါတယ်။သူတို့ဘာတွေရိုက်ကူးခဲ့တယ်လဲမပြခင်မှာဒီအရှုပ်တော်ပုံရဲ့ဗဟိုချက်မှာရှိနေတဲ့အကျဉ်းသားကိုအရင်မိတ်ဆက်ပေးပါမယ်။သူ့နာမည်ကတော့အရီတာစရီယာနာဖြစ်ပါတယ်။အရီတာဟာလုပ်ငန်းရှင်မျိုးသမီးတဦးဖြစ်ပြီးအစိုးရဝန်ထမ်းတဦးကိုလက်ထိုးခဲ့တဲ့အတွက်ထောင်ဒဏ်9နှစ်ချမှတ်ခံခဲ့ရပါတယ်။ဒါပေမဲ့အရီတာဟာထောင်ထဲရောက်နေပေမဲ့လည်းချမ်းသာစေပါပဲ။ဒါကြောင့်သူဟာထောင်ထဲကဘဝကိုတက်နိုင်ဆုံးတက်တောင့်တက်တာရှိအောင်ပတ်စံကိုသုံးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီနေ့အပြည့်တော့ပြောရမယ်ဆိုရင်လက်ပေးမှုနဲ့ထောင်ကျနေတဲ့သူကထောင်ထဲမှာလေလူတွေကိုထပ်ပြီးလက်ထိုးချင်ခဲ့ပါတယ်။အရီတာဟာအကျဉ်းထောင်အုပ်ချုပ်ရေးမှုနဲ့အဆောင်တွေကိုလက်ထိုးခဲ့ပြီးအပြန်လည်နေတဲ့သူတို့ဟာစုထိုင်းပြီးတော့ညှစ်ပတ်နေတဲ့ထောင်ခန်းကိုဇင်ကဲဟိုတယ်တစ်ခုလိုပြောင်းလဲပေးခဲ့ပါတယ်။အဲ့ဒီအကြောင်းကိုဒေသခံရုပ်သံလိုင်းတစ်ခုကသတင်းရတဲ့အခါမှာသူတို့ကအကျဉ်းထောင်ကိုရုတ်တရက်သွားရောက်ခဲ့ပါတယ်။ဒါပေမဲ့အင်ဒိုနီးရှားရုပ်သံတွေမှာပြသခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတဦးရဲ့64စတူယန်မီတာကျဲတဲ့64စတူယန်မီတာကျဲတဲ့ထောင်ခန်းပဲဖြစ်ပါတယ်။သူကလီစာအလှပြင်ကိုထုံးလုပ်နေတော့လက်ပူးလက်ချက်မိခဲ့တာပါ။အဂတိလိုက်စားနေတဲ့တရားစီရင်ရေးစနစ်ကိုရှင်းလင်းဖို့ဖွဲ့စည်းထားတဲ့ဖွဲ့တဲ့ဖွဲ့ကရုတ်တရက်သွားရောက်စစ်ဆေးခဲ့ပြီးတဲ့နောက်မှာသူ့ရဲ့တထောင်သက်တာထောင်တွင်းဘဝဟာပြည့်စုံခဲ့ပါတယ်။သူ့ရဲ့ထောင်ခန်းထဲမှာ TV ပြားကြီး King Size အိယာတီးတဲ့ရေချိုးကနဲ့ဂါရိုဂီဆက်တွေတောင်ရှိပါတယ်။ဒါပြင်အစီကံ3ယောက်ကသူ့ကိုဘယင်းမတပလို့လုပ်ကြွေးပြုစုခဲ့ပါတယ်။အဲ့ဒီတွေကိုလည်းကန့်တတ်မထားပဲအကန့်အသတ်မရှိနဲ့လက်ခံခွင့်ရခဲ့ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့သူ့ရဲ့စပင်းနဲ့အလှပဆိုင်ရာကုသမှုတွေအတွက်ထောင်ကိုစပင်းညှက်သမားနဲ့အလှပြင်စရာတွေလာရောက်ခွင့်ပေးခဲ့ပါတယ်။အင်ဒိုနီးရှားလူမျိုးတွေကအရီတာရဲ့စင်ခံထောင်တွင်းဘဝဗီဒီယိုတွေကိုမြင်တွေ့ရတဲ့အခါမှာသူ့ကိုပေးထားတဲ့အထူးအခွင့်အရေးပေါ်အကြီးကျယ်ဒေါသထွက်ခဲ့ပါတယ်။ဆက်လက်ပြီးတော့ထောင်ထဲကနေအဝင်ထွက်လုပ်ဖို့ရဟတ်ရင်ကိုအသုံးပြုခဲ့တဲ့အကျဉ်းသားကြောင့်အကျဉ်းသားတွေကိုလာစားပြီးတဲ့အကျဉ်းသားကြောင့်နဲ့ထောင်ထဲရန်ဒီမှာလှပတဲ့နိုင်ရန်ပကြီးတွေရေးဖို့အတွက် graffiti ပကြီးစရာတအုပ်ကိုဒေါ်လာ1 သန်းအသုံးပြုခဲ့တဲ့အကျဉ်းသားကြောင့်တွေကိုပြောပြပေးပါမယ်။ကျွန်တော်တို့ဆွေးနွေးမယ့်အကျဉ်းသားအချို့ကဇိမ်ခံဖို့အတွက်စောက်လုပ်ထားတာဖြစ်ပေမဲ့တချို့ကတော့ချမ်းသာတဲ့အကျဉ်းသားတွေကိုဇိမ်ခံဘဝပေးဖို့အတွက်တည်တံ့ပြုလုပ်ထားတာဖြစ်ပါတယ်။နံပါတ်1ဇီနန်ကျင်းထောင်အင်ဒိုနီးရှားမှာပုံမှန်ကျင်းသားတွေကဒီလိုလူပြည့်ကျက်နေတဲ့ထောင်ခန်းတွေကကျမ်းပြင်ပေါ်မှာအိတ်ခဲ့ရပါတယ်။ဒါပေမဲ့ဘီလီယံနာတတိသားဒေါ်မီဆာဟာထောင်ကျတဲ့အခါမှာတော့သူ့ရဲ့နေထိုင်မှုအခြေအနေကအတော်လေးကွာခြားနေခဲ့ပါတယ်။သူကလေအေးပေးဆက်ပါတဲ့ထောင်ခန်းထဲမှာ TV နဲ့တူနေထိုင်ရပြီးအပြင်ဘက်ကဥယျာဉ်ကိုလည်းမြင်နေရပါတယ်။ဒေါ်မီဆာဟာဘာကြောင့်အထူးအခွင့်အရေးရခဲ့တယ်လဲနားလည်ဖို့အတွက်သူ့အကြောင်းကိုသိထားဖို့လိုပါတယ်။ပထမတစ်ခုကတော့ဒေါ်မီယာအင်ဒိုနီးရှားရဲ့အာဏာရှင်ဟောင်းရဲ့အငယ်ဆုံးသားဖြစ်ပါတယ်။သူ့ရဲ့ဖေဟာနိုင်ငံကို32နှစ်ကြာအုပ်ချုပ်ခဲ့ပြီးအဲ့ဒီအချိန်အတွင်းမှာပဲနိုင်ငံပိုင်ငွေတွေဘီလီယံနဲ့ချီပြီးတော့ခိုးယူခဲ့ပါတယ်။ဒါကြောင့်ဒေါ်မီယာလည်းချမ်းသာပြီးအလိုလိုက်ခံရတဲ့ဘဝမှာကြီးပြင်းခဲ့ပါတယ်။ဒုတိယချက်ကတော့ဒေါ်မီယာတရားရုံးချုပ်တရားသူကြီးတဦးကိုတပ်ပစ်ဖို့အတွက်လောက်ကျန်တပ်ဖြတ်သူ2ဦးကိုငှားရမ်းခဲ့လို့ထောင်ဒဏ်15နှစ်ချမှတ်ခံခဲ့ရပါတယ်။ကံမကောင်းစွာနဲ့ပဲဒေါ်မီအဲ့ဒီရာဇဝတ်မှုကိုကျူးလွန်တဲ့အခါမှာသူ့ရဲ့ဖေကသမရယာဒူးကနေနှုတ်ထွက်ခဲ့ပြီးသူတို့ရဲ့ငွေနဲ့အာဏာတွေကလည်းဒေါ်မီကိုထောင်ထဲကနေကယ်တင်နိုင်ခြင်းမရှိပါဘူး။တတိယချက်ကတော့ထောင်ထဲမှာဒေါ်မီကိုမင်းသားတစ်ဖက်လိုဆက်ဆံခဲ့ပါတယ်။ဒေါ်မီရဲ့ခြေထောက်တွေအေးဆက်ဆက်ကျမ်းပြေကိုမထိရအောင်သူ့ရဲ့ထောင်ခန်းထဲမှာနူးညံ့တဲ့ကော်စောတွေခင်းထားပါတယ်။ဒေါ်မီယာပုံမှန်အပြင်ထွက်ဖို့နဲ့သူ့ရဲ့ရီးသားတွေစီကိုတွားရောက်လည်ပတ်ဖို့အတွက်ရဟတ်ရင်ကိုတော့အသုံးပြုခဲ့ရခဲ့ပါတယ်။ဒါကတော့ဒေါ်မီဆာဟာထောင်ထဲမှာပျော်ရွှင်နေတဲ့ဗီဒီယိုအတူလေးပါ။ဒေါ်မီရဲ့ထောင်ခန်းဟာတိုက်သေးသေးလေးတစ်ခန်းလိုအခန်း3ခန်းပါရှိပါတယ်။အခန်းထဲမှာဝင်ပေါက်အိတ်ခန်းနဲ့ရေချိုးခန်းတွေပါပါတယ်။27လက်မ TV ခောက်ဆွဲချောက်အမျိုးလက်ဆက်တဲ့အရာကင်းတွေကြွေပြားတွေနဲ့ဈေးကြီးတဲ့ရေချိုးခန်းတွေလည်းရှိပါတယ်။သူ့အခန်းပရင်းပေါက်ကနေ9ကန်သေးသေးလေးပါတဲ့လှပတဲ့ခြံဝင်းတစ်ခုကိုမြင်နေရပါတယ်။ဒါ့အပြင်စီနန်အကျဉ်းထောင်ကအကျဉ်းသားတွေကတော့အခန်းချင်းလေးတစ်ခုကိုလူ10ယောက်လောက်နဲ့မျှဝေနေထိုင်ခဲ့ပါတယ်။နံပါတ်2 Best Story အကျဉ်းထောင်နော်ဝေနိုင်ငံက Best Story အကျဉ်းထောင်ဟာတာမန်အကျဉ်းထောင်မျိုးမဟုတ်ပါဘူး။ပထမဆုံးချက်ကဒီအကျဉ်းထောင်ဟာကျွန်းပေါ်မှာတည်ရှိပါတယ်။ဒီကိုသွားဖို့အတွက်ရေကြော်ပြီးတော့ပို့ပေးမဲ့သင်္ဘောစီးရပါတယ်။အံ့ဩစရာကောင်းတာကအဲ့ဒီသင်္ဘောကိုမောင်းသူတွေကအကျဉ်းသားတွေဖြစ်နေတာပါ။ Best Story ကျွန်းဟာနော်ဝေနိုင်ငံရဲ့မြို့တော်အော်စလိုကနေတနအီလောက်ခွာဝေးပြီးအော်စလိုရေလက်ကြားထဲမှာတည်ရှိပါတယ်။ Best Story အကျဉ်းထောင်ဟာအကျဉ်းသားတွေကိုယုံကြည်မှုနဲ့တောင်းယူမှုအပြည့်အဝပေးကအကျဉ်းသားတွေကတော့သူတို့ရဲ့ဘဝကိုရွာလေးတစ်ရွာမှာနေရတယ်လို့မျိုးအတိုင်ဝန်းတစ်ခုလိုနေရတာကိုသဘောကျပါတယ်။ Best Story ကျွန်းအော်စလိုရေလက်ကြားပေါ်မှာတည်ရှိတဲ့အတိုင်ဝန်းမှာအကျဉ်းသားတွေကပင်လယ်နားမှာလမ်းလျှောက်တာရေကူးတာတွေလုပ်နိုင်ပါတယ်။သူတို့ဟာတိုက်ခန်းတွေကိုမျှဝေနေထိုင်ကြပြီးစူးကြိုးတွေနိုင်ရန်မြင့်တွေလည်းမရှိပါဘူး။ Best Story မှာအကျဉ်းသား135ဦးခန့်ရှိပါတယ်။နေတိုင်းသူတို့ကိုထမင်းစားခန်းမှာတနက်စာကျွေးပြီးနေလယ်စာနဲ့ညစာအတွက်ကတော့ကျွန်းပေါ်မှာရှိတဲ့ဆိုင်ကနေအစားအသောက်တွေဝယ်ယူဖို့အတွက်လစဉ်ပတ်စံရပါတယ်။သူတို့လုပ်တဲ့အလုပ်အတွက်တစ်ရက်ကိုပေါင်6ပေါင်ခန့်လည်းရပါတယ်။အားလဲချိန်မှာ9မြကြပြီးနေရာတီဆိုရင်ကမ်းခြေမှာရေကူးကြပါတယ်။အကျဉ်းသားတို့ကတစ်နှစ်ကို18ရက်အပန်းဖြေခွင့်ရခဲ့ပြီးတော့ကုန်းမကြီးစီကိုတွားရလည်ပတ်ခွင့်ရှိတယ်လို့လည်းပြောပါတယ်။ကုန်းမကြီးက4ကီလိုမီတာပဲကွာဝေးပြီးတော့ရေကူးလို့တောင်ရနိုင်လောက်နေပါတယ်။ဒါပေမဲ့ Best Story အပြည့်အဝလွတ်လပ်ခွင့်ပေးထားတော့မဟုတ်ပါဘူး။စီးကမ်းတွေရှိပါတယ်။ Best Story ရဲ့ရွှေစည်းကမ်း3ခုကတော့အကြမ်းဖက်မှုမလုပ်ရ၊အယံမတော့ရ၊ငွေရည်စေဝါနဲ့မသုံးဆွဲရဆိုတာပါပဲ။ Best Story စိန်ခံအကျဉ်းထောင်ဖြစ်ပေမဲ့အကျဉ်းသားအလုံးချမ်းသာတာတော့မဟုတ်ပါဘူး။
တတိယဇဝေသမားအများပြားကဒီကိုပို့ပြီးဖို့တောင်းဆိုကြပေမယ့်အစိုးရကတော့တတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ချမ်းသာသူမဟုတ်သည့်တိုင်လူတိုင်းအတွက်တက်နိုင်တဲ့များမျှတအောင်ကြိုးစားထားပါတယ်ဘက်ထရီအကျဉ်းထောင်ကမျှတအောင်ကြိုးစားနေပေမယ့်ကျွန်တော်တို့ရဲ့နောက်လာမယ့်အကျဉ်းထောင်ကတော့စန့်ကျင်ဘက်ပါအကျဉ်းသားအလုံးပေါ်မြင့်မြတ်တက်ဆက်ဆံပေးစားသူတို့ကဖခင်ကဘီလီယံနာတထေးဖြစ်တဲ့အကျဉ်းသားတယောက်အတွက်ဇိမ်ခံအကျဉ်းထောင်တစ်ခုကိုဖန်တီးပေးခဲ့ပါတယ်တာမန်အကျဉ်းသားတွေကတော့ညှစ်ပက်ပြီးလူပြည့်ကျက်နေတဲ့ထောင်ကန်တွေထဲမှာနေထိုင်ခဲ့ရပါတယ်နံပါတ်3 Holland Fancher အကျဉ်းထောင် Norway နိုင်ငံက Holland Fancher အကျဉ်းထောင်ဟာဒီတစ်ခါမှမကြားဘူးတဲ့အကျဉ်းထောင်မျိုးပါပဲတောနယ်ထဲမှာတည်ရှိပြီးပုံမြင်ထဲကလိုပဲဒါဟာကမ္ဘာလူသားဆန်တော့အမြင့်ဆုံးလုံခြုံရေးအကျဉ်းထောင်လို့လည်းသတ်မှတ်ထားပါတယ်ဘယ်နေရာမှာစူးကြိုးကွိုင်တစ်ခုမှမရှိပါဘူးဒါပေမဲ့အကျဉ်းသားတဦးတယောက်မှထွက်ပြေးဖို့မကြိုးစားဖို့ပါဘူးအကြမ်းဖက်မှုတွေလည်းအလွန်ရှားပါတယ်ဒီတောင်ရဲ့စေကူးကတော့ရွှေရှင်ပါတယ်ထောင်ထဲမှာရှိတဲ့လူတိုင်းတနေ့ကျရင်အပြင်ကိုပြန်ရောက်ပြီးတယောက်ရဲ့အိမ်နေချင်းဖြစ်လာမယ်ဆိုတာပါHolland Fancher ကိုအကျဉ်းထောင်တွေနဲ့ကွဲပြားစေတဲ့ချက်ကသဘာဝတရားကိုအလေးထားတာပါဒီသူကပညာရှင်တွေကအကျဉ်းထောင်ကိုအပြည့်ပေးခံရတဲ့နေရာလိုမျိုးမဖြစ်စေဘဲအပန်းပြည့်စက္ကန့်လိုမျိုးခံစားရစေအောင်ဖန်တီးပေးခြင်းခဲ့ပါတယ်အကျဉ်းသားတွေလေးကောင်းလေးသန့်ရှူပြီးတဘာဝရဲ့အလားတရားတွေကိုခံစားနိုင်တဲ့နေရာမျိုးပါဒီတောင်ဟာရှုခင်းနေကြတော့အံ့ဩစရာကောင်းတာမဟုတ်ပါဘူးအစိုးရကအဲ့ဒီထံကိုစောက်ဖို့အတွက်$15 သန်းသုံးစွဲခဲ့ပြီးစောက်လုပ်ဖို့စိတ်နှိကြခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့အားလည်းရဲ့ပန်းပြည့်စက္ကန့်တစ်ခုကိုဒီဇိုင်းဆွဲနေတယ်လို့မျိုးအသေးစိတ်တန်းကိုဂရုတစိုက်စဉ်းစားခဲ့လို့ပါပဲနော်ဝေနိုင်ငံကပကြီးဆရာတူဟာထောင်ထဲရမှာပကြီးကားရေးဆွဲဖို့အတွက်$1 သန်းရခဲ့ပါတယ်အဲ့ဒီပကြီးကားထဲမှာတော့အကျဉ်းသားတူကဘောလုံးတစ်ခုနဲ့တန်ကြိုးကိုပြစ်နေတဲ့ပုံစံကိုပြသထားပါတယ်Holland Fancher ဟာအကျဉ်းသား152ဦးပဲရှိတာကြောင့်အကျဉ်းသားတဦးတယောက်ချင်းစီကကိုပိုင်အဆောင်ရေခဲတက်တာ TV ပြားနဲ့ကိုပိုင်ရေချိုးကန်းတွေရရှိပါတယ်ပဒင်းပေါက်ဒီမှာလည်းတန်တိုင်တွေမရှိတာကြောင့်အကျဉ်းသားတွေကနေအောင်ကြီးကိုအလုံးလောက်ခံစားနေပါတယ်ဒါကတော့သူ့ရဲ့မိဖို့ကြောင့်အပြည့်စုံ TV ကြီးနဲ့အဝိရှော်ခန်းတွေပါဝင်တဲ့ထောင်ဆောင်ပါအကျဉ်းသားတိုင်းမှာတော့ကိုပိုင်တော့ရှိပါတယ်ထောင်ဆောင်တွေကလက်နက်တွေဂိုင်းဆောင်လေးမရှိဘဲနဲ့အကျဉ်းသားတွေနဲ့တူအားကစားတွေမကြာခဏကစားလေးရှိပါတယ်ထောင်ဝင်တန်းတွေရဲ့တစ်ဝက်လောက်ကအမျိုးသမီးတွေဖြစ်ကြပြီးအမျိုးသမီးတွေရှိတဲ့အတွက်လည်းပိုပြီးတော့စိတ်အေးချမ်းသာစေတယ်ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်တယ်ဆိုတဲ့သူတွေတနာရလက်တွေကိုအခြေခံထားတာပါဒါပြင်ဒီထောင်ထဲမှာအကျဉ်းသားတွေဟာမိသားစုဝင်တွေနဲ့တညတောင်အတူတူနေထိုင်ဖို့အတွက်အထူးအိမ်တစ်လုံးလည်းရှိပါသေးတယ်ဒီအကျဉ်းထောင်ဟာအထူးသဖြင့်တော့အန်ဒီရများတဲ့ရာဇဝတ်ကောင်တွေဖြစ်တဲ့ပြစ်မှုကျူးလွန်သူတွေအများစုနေထိုင်တာဖြစ်တဲ့အတွက်အရန်ကိုစိန်ကြနေတယ်လို့လေလူအများပြားကဝေဖန်ခဲ့ပါတယ်ဒါပေမဲ့တာဝန်ရှိသူတွေကတော့လူအခွင့်အရေးနဲ့လေးစားမှုကိုလေးထားခြင်းတဲ့အတွက်ဒီအကျဉ်းထောင်ကိုတက်တော့တက်တာရှိအောင်ဒီဇိုင်းဆွဲထားတယ်လို့လည်းပြောပါတယ်ဒါကြောင့်အလွန်ချမ်းသာတဲ့သူတွေကဒီထောင်ကိုပြောင်းရွှေ့ဖို့နီလန်ပေါင်းစုံနဲ့ကြိုးစားနေကြတာလည်းမဆန်းပါဘူးနံပါတ်၄ La Catria Colombia 1980ပြည်လို့နှစ်များနောက်ပိုင်းမှာတော့Pablo Escobar ဟာကမ္ဘာပေါ်မှာချမ်းသာဆုံးနဲ့အကျော်ကြားဆုံးမွေးရရာစာဖြစ်လာပါတယ်။ဒါပေမဲ့ပတ်စံတွေအများကြီးရှိတဲ့အခါမှာအာရုံစိုက်မှုတွေလည်းများလာပြီးအမေရိကန်နဲ့ကိုလံဘီယာအစိုးရတွေကသူ့ကိုလိုက်လံဖမ်းဆီးခဲ့ပါတယ်။နေပါများစွာရှောင်တိန်နေပြီးတဲ့နောက်ဘာဘလိုဝါမပြေးလွှားကျင်တော့ပါဘူး။ Escobar ဟာသူ့ဘန်းခံဖို့အတွက်ကိုပိုင်အကျဉ်းထောင်ဆောက်လုပ်ခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒီထောင်မှာသူကတန်တော့တက်တာနဲ့လုံခြုံစွာထောင်ဒဏ်ကိုကြခံနိုင်မှာဖြစ်ပါတယ်။ကိုလံဘီယာအစိုးရကသဘောတူခဲ့ပြီးမကြခင်မှာပဲ La Catria ရဲ့အကျဉ်းထောင်ကိုဆောက်လုပ်ခဲ့ပါတယ်။1991ခုနှစ်မှာပြီးစီးခဲ့တဲ့ La Catria ဟာရိုးရိုးကျဉ်းထောင်မဟုတ်ပါဘူး။ဒါဟာ McTanley တောင်တန်းတွေပေါ်ကအင်ဂျီတစ်လုံးလိုပါပဲ။ Pablo Escobar ဟာအဲ့ဒါကိုအကျဉ်းထောင်တက်ကစားခွင့်တစ်ခုလိုပြန်ဆောက်ခဲ့ပါတယ်။ဒါကြောင့်လူတွေကသူ့ကို Club Medellin ဒါမှမဟုတ် Hotel Escobar လို့လည်းအမည်ပြောင်းပေးခဲ့ကြပါတယ်။အများဆုံးလုံခြုံရေးမဟုတ်ဘဲနဲ့အများဆုံးတက်တောင့်တက်တာရှိမှုလို့လည်းလှောင်ပြောင်ခဲ့ကြပါသေးတယ်။အကျဉ်းထောင်ထဲမှာမိဖို့ကြောင့်ကိုပိုင်ရေချိုးကန်ကိုပိုင်အားကစားရုံညကလပ်ဘောလုံးကင်းဘားနဲ့ရေတကိုနေပါဝင်ပါတယ်။ဘာဘလိုရဲ့အခန်းထဲမှာလေးဘိန်းပါတဲ့အိယာဝိုင်းလက်မ60ရှိတဲ့ TV နဲ့ဂျက်ကူစီပါတဲ့ရေချိုးခန်းတွေလည်းပါရှိပါတယ်။သူ့ရဲ့42နှစ်မြောက်မွေးနေ့ပွဲအတွက် Escobar ဟာ McTanley ကနာမည်ကြီးစပိုးမှုတွေကိုငှားရမ်းခဲ့ပြီးပါတီကြီးတစ်ခုကျင်းပခဲ့ပါတယ်။အကျဉ်းထောင်ထဲမှာမင်္ဂလာပွဲတစ်ခုကိုတော့လက်ခံကျင်းပပေးခဲ့ပြီးအရိညာကတချင်းအကနဲ့ပြောစရာတွေပြည့်နေခဲ့ပါတယ်။ဒါပေမဲ့ Escobar ရဲ့ La Catria မှာနေထိုင်ခဲ့တဲ့အချိန်ဟာရုတ်တရက်အဆုံးသတ်ခဲ့ပါတယ်။ Escobar ဟာသူ့ရဲ့မိတ်ဆွေလေးဦးကိုထောင်ထဲမှာတတ်လိုက်တဲ့ဆိုတဲ့သတင်းတွေပြန့်နှံ့လာတဲ့အခါမှာကိုလံဘီယာအစိုးရကအကြီးကျယ်ဒေါသထွက်ပြီးEscobar ကိုရိုးရိုးထောင်တစ်ခုကိုပြောင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သူတို့မလာခင်မှာပဲ Escobar ဟာတောထဲကလျှို့ဝှက်လမ်းကြောင်းကနေထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ဒီကနေ့မှာတော့ကိုလံဘီယာအစိုးရက La Catria ကိုဘုံကြီးကျောင်းဖြစ်နေအသုံးပြုနေတဲ့ရဟန်းအဖွဲ့တစ်ဖွဲ့ကိုပေးအပ်ခဲ့ပါတယ်။နံပါတ်5 Aranjuez အကျဉ်းထောင် Spain အကျဉ်းသားအများစုမှာကလေးတွေရှိကြပေမယ့်ထောင်ကျသွားတာနဲ့ကလေးတွေနဲ့ခွဲခွာရလေးရှိပါတယ်။ဒါပေမဲ့ကလေးတွေနဲ့ခွဲခွာနေရမယ့်အစားမိသားစုဝင်တွေကထောင်ထဲမှာအတူတူနေထိုင်လို့ရတဲ့အကျဉ်းထောင်တစ်ခုကိုစိတ်ကူးကြည့်လိုက်ပါ။စပိန်နိုင်ငံ Aranjuez အကျဉ်းထောင်ဟာမိသားစုဝင်တွေအတွက်ထောင်ခန်းတွေပါဝင်တဲ့တစ်ခုတည်းသောအကျဉ်းထောင်မှာဒီအကျဉ်းထောင်ကိုမိဘတွေနဲ့သူတို့ရဲ့ကလေးငယ်တွေကိုအကျဉ်းထောင်တွေမှာအတူတူနေခွင့်ရဖို့ရွယ်ပြီးဒီဇိုင်းဆွဲထားတာပါ။မိဘနှစ်ပါးစလုံးကရာဇဝတ်မှုကျူးလွန်ခဲ့သူတို့ရဲ့ကလေးနဲ့တူမိသားစုထောင်ထဲမှာအတူနေနိုင်အောင် Aranjuez ကိုပို့ပေးနိုင်ပါတယ်။ကလေးတွေကအသက်3နှစ်ထိထောင်ထဲမှာနေလို့ရပြီး3နှစ်ပြည့်သွားတဲ့အခါမှာအပြင်ကဆွေမျိုးတွေစီပေးရတာဒါမှမဟုတ်လူမှုဝန်ထမ်းစောင့်ရှောက်ရေးဌာနကိုပို့ဆောင်ပေးပါတယ်။ကလေးထွက်သွားတဲ့အခါမှသာမိဘတွေကသူတို့ရဲ့ရိုးရိုးထောင်ခန်းနေစီကိုပြန်သွားရပါတယ်။ Aranjuez အကျဉ်းထောင်တွေကကလေးတွေဟာသူငယ်တန်းကြောက်တက်ရပြီးတော့ကလေးကလေးပေါ်မှာအိပ်ရပါတယ်။
အကျဉ်းထောင်ထဲမှာပဲစော်ကစားနိုင်ပြီးသူတို့အတွက်တီးတန့်ပြုလုပ်ထားတဲ့ကစားခွင့်လည်းရှိပါတယ်ဒီမှာစိတ်ဝင်စားစရာဇာတ်လမ်းတစ်ပုဒ်ရှိပါတယ်ကာမင်ကာစီယာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာအရန်တွစ်အကျဉ်းထောင်ထဲမှာတခြားအကျဉ်းသားတဦးနဲ့တွေ့ဆုံခဲ့ပါတယ်သူတို့နှစ်ဦးကအကျဉ်းထောင်ထဲမှာပဲလက်ထပ်ခဲ့ပြီးကလေးတစ်ယောက်လည်းမွေးခဲ့ပါတယ်ထောင်ဒဏ်ကျခံနေရတဲ့ဒီမိဘနှစ်ပါးဟာသူတို့ရဲ့ကလေးကိုတူတူပြုစုပြောထားနိုင်ဖို့အတွက်အထူးမိသားစုကံကိုပြောင်းရွှေ့နေထိုင်ခွင့်ရခဲ့ပါတယ်ကလေးရဲ့ငယ်ဘဝကာလဟာအလုံးအရေးကြီးတာကြောင့်ဒီမိဘတွေကထောင်ထဲမှာရှိနေတာတောင်မှသူတို့ရဲ့ကလေးတွေကမိဘမြတ်တာကိုခံစားရစေဖို့အရန်တွစ်အကျဉ်းထောင်ကစီစဉ်ပေးတာပါနံပါတ်6လာဘီဂိုတာကျင်းတောင်ကိုလံဘီယာဝမ်ကာလိုစ်မာတီနက်စ်ဟာကိုလံဘီယာအထက်လွှတ်တော်အမတ်ဟောင်းတအုပ်ဖြစ်ပြီးပတ်စံနဲ့အာဏာရှိတဲ့သူပါဒါပေမဲ့2009ခုနှစ်မှာမွေးရည်စေဝါရောင်းဝယ်မှုနဲ့တပုံအဖွဲ့အစည်းတွေနဲ့ဆက်နွယ်မှုတွေအတွက်အပြစ်ရှိကြောင်းတွေ့ရှိခဲ့တာကြောင့်သူ့ရဲ့ဘဝဟာအကုန်လုံးယိုလဲသွားခဲ့ပါတယ်ကိုလံဘီယာရုပ်သံလက်ကမာတီနက်စ်တရားရင်ဆိုင်နေရချိန်မှာရုပ်သံရိုက်ကူးဖို့အတွက်ကင်မရာတွေကိုပို့ခဲ့ပါတယ်ဝမ်ကာလိုစ်ဟာလာဘီဂိုတာကျင်းထောင်မှာ9နှစ်ခွဲထောင်ဒဏ်ကျခံခဲ့ရပြီးကိုလံဘီယာနိုင်ငံသားတွေကလည်းအဂတိလိုက်စားတဲ့နိုင်ငံရေးသမားဟာသူ့ရဲ့ပြစ်မှုတွေဒုက္ခရောက်မှာကိုမျှော်လင့်ခဲ့ပါတယ်ဒါပေမဲ့သူတို့ဟာအန်အောစရာကြုံတွေ့ခဲ့ရပါတယ်။မာတီနက်စ်ဟာပင်ပန်းတဲ့အလုပ်တွေကိုလုပ်ရမယ်စားထောင်ထဲမှာစင်ကဘဝကိုပျော်ရွှင်စွာနဲ့ဖြတ်တန်းခဲ့ပါတယ်။သူဟာရန်ကိုတက်တောင့်တက်တာရှိနေတဲ့အတွက်သူ့ရဲ့မွေးနေ့အတွက်ပါတီပွဲတော်ကျင်းပခဲ့ပါတယ်။အဲဒီပါတီပွဲဟာကိုလံဘီယာတဝန်းလုံးမှာတည်င်းကြီးခဲ့ပြီးအရန်ကြီးခမ်းထားတဲ့ပွဲတစ်ခုပါ။ပါတီပွဲဟာ2ရက်ကြာမြင့်ခဲ့ပြီးဆာဆိုတဲ့တဦးနဲ့ဂီတပညာရှင်တွေပါဝင်ဧည့်သည်34ဦးတော့တက်ရောက်ခဲ့ပါတယ်။ပါတီပွဲတွေအစားအသောက်နဲ့အရက်တွေကိုထောင်ထဲကိုခိုးသွင်းခဲ့ပါတယ်။မာတီနက်စ်အခန်းကိုပို့ပြီးကျေစင်ကြတဲ့အတွက်သူ့ရဲ့စင်ကန်ထောင်ခန်းနဲ့ကလျက်ရှိတဲ့အခန်းကိုပိုင်းခြားထားတဲ့နေရာကူတော့ဖြိုပြခဲ့ပါတယ်။သူဟာထောင်ထဲမှာသူ့ရဲ့ကိုပိုင်ပရာဒီသူကိုတိစောက်နေတာပါပဲ။ဒီလိုကြီးကျယ်ခမ်းနားတဲ့ပါတီသတင်းတွေပြန့်နှံ့သွားတဲ့အခါမှာပြည်သူတွေကဒေါသတကြီးဆန္ဒပြခဲ့ပါတယ်။ကိုလံဘီယာနိုင်ငံသားတွေကမာတီနက်စ်ကိုအထူးခွင့်ရည်မပေးဖို့အစိုးရကိုတောင်းဆိုခဲ့ပါတယ်။2012ခုနှစ်မှာပြည်သူတွေရဲ့ဖိအားကြောင့်မာတီနက်စ်ဟာလာဘီဂိုတာကနေတခြားအကျဉ်းထောင်တစ်ခုကိုပြောင်းရွှေ့ခံခဲ့ရပြီးအဲဒီမှာတော့ဒီလိုစင်ကန်ပစ္စည်းမျိုးတွေမရှိတော့ပါဘူး။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။